င်္ဂလာပါကျွန်တော်တို့အခုဆိုလို့ရှိရင်ချင်းမိုင်မှာပေါ့နော်မနစ်ကလည်းဒီလိုချိန်မှာပဲကျွန်တော်တို့ကီလိုမီတာ1500ကျော်မောင်းခဲ့တယ်ပေါ့နော်အခုလည်းချင်းမိုင်ကနေပြီးတော့မှကီလိုမီတာဒီတစ်ခေါက်ကတော့ကျွန်တော်တို့ကီလိုမီတာ1000လောက်ပေါ့မောင်းမှာဖြစ်ပါတယ်ဆိုတော့ဘယ်ထိသွားမှာလဲဆိုလို့ရှိရင်ဒီတစ်ခေါက်ကချင်းမိုင်မြန်မာနယ်စပ်သွားမယ်ပြီးတော့လာအိုနယ်စပ်စာကြည့်လိုက်အဲ့ဒီပေါ့နော်အဲ့ဒီဘက်တွေကိုကျွန်တော်ဒီတစ်ခေါက်ကသွားမှာဖြစ်ပါတယ်အရင်တစ်ခေါက်ကတော့မနစ်ကပေါ့နော်မနစ်ကတော့ကျွန်တော်ဘယ်သွားခဲ့တာလဲဆိုတော့ဒီချင်းမိုင်ကနေပြီးတော့မှနန်တို့ပိုင်တို့ကျွန်တော်တို့မဲဟောင်ဆောင်တို့ဘက်ပေါ့ကီလိုမီတာ1500လောက်ပေါ့အဲ့လိုသွားခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့အဖွဲ့တွေကအခုပေါ့ big bike မှာကျွန်တော်တို့က cycle rental လုပ်တယ်ပေါ့နော် cycle rental လုပ်ပြီးတော့အခုဆိုရင်ကျွန်တော်အဖွဲ့တွေပြင်ဆင်နေကြပြီ cycle တွေကိုကျွန်တော်တို့3လလောက်ကြိုပြီးတော့ booking လုပ်ရတယ်ပေါ့နော်ဒီ bike တွေကိုရဖို့တော့ကိုလေဒီတစ်ခေါက်ကကျွန်တော်တို့သွားမဲ့ cycle တွေကတော့ကျွန်တော်တို့ဒီ ADV တွေပါမယ် Forza ပါမယ်အရင်တစ်ခေါက်ကတော့ကျွန်တော်တို့က Avenger တွေပဲတုံးထားပါတော့ဒါပေမဲ့အခုကတော့ကျွန်တော်တို့ Forza တို့ ADV တို့ပေါ့နော် auto တွေနဲ့သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဖွဲ့တွေဘာတွေလုပ်နေကြလဲဒီ0မိုင်တစ်ဖွဲ့လုံး ready ဖြစ်နေပြီလားဆိုတာကျွန်တော်ချက်တော့သွားကြည့်အောင်ဟို ready ဖြစ်ပြီလား ready ပါဆိုင်ကယ်ရမ ready သေးဘူးမစေးနေပြောင်းလို့ speed နဲ့ပြီးတော့ပြကလေးပဲ ready ပဲလား ready ပဲ တက်ကနေစားရရ ကျောင်းလေးနဲ့တူ ဆို ready လား ready ကိုမျိုး ready 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 ပါ ကိုတလက် ready ready ဒါပြီးသား ready ပဲ ready ပဲ okay တော့ဒါတော့ကျွန်တော်တို့ဒီအခု0မိုင်အဖွဲ့ကို touring guide လုပ်ပေးမဲ့ကို Henry ဖြစ်ပါတယ်ကိုနည်းနည်းလေးဒီ briefly လေးကြုံကြုံလေးပေါ့ဒီ season ဒီနေ့စာပေါ့ဗျာ ဒီနေ့စာတော့ဒီနေ့မနေ့လေ15ရက်နေ့ပါ နိုဝင်ဘာလဆိုတော့ဒီနေ့ချင်းမိုင်မှာစထွက်မယ်စိုက်ကယ်တွေစစ်စင်းနေတယ်ဆိုတော့ဒီနေ့ကတော့ချင်းမိုင်ချင်းရိုင်အရောက်ပေါ့နော်ညနေလမ်းကြားထဲမှာတောင်နေတက်မယ်နောက်ပြီးတော့လှိုင်ကူတွေသွားမယ်တစ်ပင်အကြီးတွေအောက်မှာတပုံကြိုက်မယ်ဝါးကော်ဖီတွေတောက်မယ်ဒီခီးကတော့လောက coffee တောက်မယ်လို့ပြောတယ်နော် coffee ဟိုနေ့ညနေ့အခုတနေ့တော့တောက်မှာအခုကမနေ့တော့ဟိုတယ်ထတာ coffee တော့မတောက်လားဟုတ်လမ်းမှာတောက်အောင်ဆိုလို့ okay ချင်းတိုင်းမှာ coffee နဲ့တရေချာတို့အထွက်ဆုံးနေရပါ okay သွားလိုက်တန်းလေဆွမ်းရမလေးอ่ะဆွမ်းပလာကျွန်တော်တို့လက်စီဝင်ထည့်မယ်။ဒီနေ့တောင်ပေါ်ဆက်တက်မှာပေါ့။တော့လမ်းကြောင်းချင်းနေနေဒီနေ့တော့စီပီပါလိမ့်မယ်။စနေနေ့ဆိုတော့အများကြီးကားချက်မယ်လည်းကားလည်းချက်ပါဘူး။ formation လေးတတိထားပြီးတော့မောင်းပေးကြပါ။အရန်ရေးကြည့်ပါတယ်။ခုနလေးတွေဆိုင်မယ်ရှိကျွန်တော်ပြောပါမနေ့နေ့က formation မြူလို့စက်က3စီး Forza 3စီးလုံးကျွေသွားပါတယ်။တဲ့မောင်းလာလို့ရှေ့က break တော့နောက်တစ်စီးဝင်တိုက်3စီးလုံးကျွေမှွားသွားပါတယ်။ဆိုတော့ formation ရန်ရေးကြည့်ပါတယ်။ဆိုတော့အဲ့ဒါကိုသတိထားကြပါ formation လေးဟိုတောက်ကကျွန်တော်ပြန်ကြည့်ရတယ် Okay ကိုမျိုးမသိသေးဘူးเนาะ တက်တည့်ရတယ် သိရနော်သိလားကိုသိလား formation တွေသိပါဟာစေ Thank you ပါbig bike ကနေပြီးတော့ကျွန်တော် motorcycle 10 စီးအကုန်လုံးဒါခုစထွက်တော့မှာဖြစ်ပါတယ်ထွက်မဲ့အချိန်ကတော့8:56 9:00ပေါ့နော်9:00မှာကျွန်တော်ချင်းမိုင်ကနေစထွက်မှာဖြစ်ပါတယ်ဆိုတော့ဘာလို့ဖြစ်ကြဆက်ကြည့်ပါအောင် Okay goချင်းမိုင်အထွက်မှာကျွန်တော်တို့စီဝင်ဖြစ်နေပါတယ်။ဟောကိုကျော်တရားပါကိုကျော်တရားတတာကိုဝင်ခိုင်ကိုရဲဟ
ဟိုကဆွန်လုံးကတော့ကိုစိုးပါဟို YGDC ရောင်းကတော့ကျွန်တော်တို့ရဲ့တိုးဂိုက်တိုးဂိုက်ကောင်လေးတနေ့ကိုပတ်300နဲ့ခါလာကိုစိုးရတာ first impression လေးဟုတ်ဘယ်လိုဖြစ်သွားလဲအမောင်းလေးမှာဘယ်လိုဖြစ်သွားလဲ မောင်းလို့ရန်ကောင်းပါလေ ကောင်းတယ်နော်လှရနော်လမ်းလေး ရန်မိုက်ပါတယ် အစမှာအခြေအနေကဘယ်လိုလဲ စမချင်းနေရမဲတာယာနဲ့ချော်ပါ ကဲကျွန်တော်အခုရောက်နေတဲ့နေရာလေးနည်းပြောပြပါအောင်ကျွန်တော်ကကြတော့ကိုကကြတော့ Lucas ဆိုတော့ ချင်းတောင်ဂူပေါ့နော်ချင်းမိုင်ရဲ့အထွတ်မှာရှိတယ်ပေါ့နောက်တဲ့ဘုံကြီးကျောင်းနဲ့သူကတောင်ပေါ်မှာဘုံကြီးလာပြီးတရားနာရင်တော့ကြားလာရှိပေါ့နောက်ဆုံးလူတွေကလိုင်းနဲ့အမှန်တမ်းကြီးပြီးတော့အကူကိုဖွင့်လိုက်တာအဲဆိုကျွန်တော်တို့ခုဆက်သွားဖို့စိုက်ကယ်နာကိုကျွန်တော်ပြင်ဆင်ဖို့အတွက်ရောက်နေတာဖြစ်ပါတယ်ကျွန်တော်သွားနေရဖြစ်ပါတယ်ခင်ဗျာမောင်းလာဘယ်လိုနေလဲမ မောင်ကအရန်ပြင်မယ်ကိုကဂီယာရင်းနဲ့ဆိုတော့ internet တွေရအောင် ကျွန်တော်အော်တိုတွေဆိုတော့နော် ဂီယာသမားပူပြင်မယ် ဘယ်လိုနေလဲဆင်ပြေလား ကျွန်တော်မေးတိုင်းတော့မေးပါလို့ကြံခဲ့ရတယ်ကြတော့ မင်းမေးတိုင်းတော့တက်တာဟုတ်ရလားကွာ ဟုတ်တယ် အပေါ်မေးလားအောက်မေးလားမင်းတက်တယ်မပြီးတော့ဘူး ကိုရရမ်းပြောနေတာနော်ဟုတ်ပါဗျာပြည့်စုံနေတာဟမ်စစ်သူလည်းပါတယ်ဆိုတော့ပျော်ဆုံးပေါ့အခုဆိုကျွန်တော်တို့ခီးတစ်ထောင်နားပြီးတော့နေ့လည်စာစားမှဖြစ်ပါတယ် ဒီကနေတော့ကျွန်တော်တခါတည်း sing park ကိုကျွန်တော်တိုက်ကောင်း မောင်စီအိုင် လမ်းဒီလမ်းလား ပြီးရင်ဒီနောက်မှာတွေ့တဲ့တောင်တန်းကြီးတွေကိုမောင်းရမယ်လို့ပြောရဲပေါ့နော်ကိုဟန်နရီကဆိုတော့ဒီကောင်လေးကတို့တက်လိုက်ဆင်းလိုက်နဲ့2 နာရီလောက်ကြာမယ်ပြောတယ် ဟ
ကျွန်တော်တို့ဒါအခုဆိုရင်နားရီလည်းတောင်းနေတက်ပြီးတော့ပေါ့နော်တောင်းနေတက်ပြီးတဲ့အချိန်မှာထောက်နားရတာပေါ့လက်စစ်ဆိုင်ကော်ဖီဆိုင်လေးမှာ ချင်းရမြတ်သားတဲ့မရောက်သေးဘူးနောက်ထပ်ကီလို80လောက်80လောက်လုံးမယ်တောင်းလေးဖြတ်အောင် တောင်းကြံသေးတယ်ကျွန်တော်အကုန်လုံးကတင်နေကြမှာပဲကျွန်တော်ခန္ဓာကိုယ်ကြီး ဘယ်မြို့မှာ တင်ပါလားတင်ပါကိုယ်နေတင်ပါလား ဘုံကားတစ်စီးလို့ရှိရင်ပါပြောင်းနေရတယ် ဟိုက ပကသွားပြီသူတော့ဒီမှာလိုင်းကားရှိတယ်နော်လိုင်းကားရှိတယ်အဲ့ဒီတော့ လမ်းလျှောက်တော့ဘယ်လိုဖြစ် နော်ညငါခွက်လဲပါလေကြည့်အောင်မြန်ဆွတ်ဆက်ရိုက် ကျွန်တော်တို့တူပဲ ဒါဒုစရိုက် ဟိုဒါမို့ closeလေးဟိုလေဒီမှာအရာလေးဆိုတကယ်မောင်းထားလို့ထွက်တာမလားဟုတ်တယ်မလားအရာလေးဆိုတော့ကားပေါ်လိုက်ပြီးတော့စီးရပြောလို့ရဟုတ်လားအရာလေးဒီကအရာလေးမတကယ်မောင်းထားထွက်တယ်လေအရာလေးဟိုအရာလေးတကယ်မောင်းထားလို့ထွက်တယ် အာရမ်းလာပါဘူးအာ ရရှိသွားပါပြီကျွန်တော်ကိုကြီးတွေလည်းဟောနေပြီဒါကျွန်တော်တို့ဆိုဒါအရင်တော့အများဟုတ်တယ်အရင်တော့ဆိုကျွန်တော်ညမှောင်ညနေတယ်နော်ဟုတ်ဒါနေ့လယ်လောက်ရောက်သွားပြီ နည်းနည်းတော့မှောင်သွား နည်းနည်းမှောင်သွား6နာရီ အရင်တော့ဆိုတော့မှောင်မဲနေတာကြောက်ကအိတ် စကင်းနဲ့တက်လာအာပစ္စည်းချတဲ့ကန်တာကိုဟန်ရီကတော့ဟိုမှာအခန်းတွေကိုသူ check in လုပ်ပေးနေပါတယ်ဒါကတော့အခန်းဆောင်နေတဲ့ကန်တာပါစလုံးမချင်းနဲ့ တော့ကိုတော့ဒီမှာလက်ကြီးရေထွက်နေတယ်ကိုတော့ ဘောလုံးတော့ကြော်ထွက်အောင် နှစ်တောင်းဖြစ်လာပြီဘောလို့ခုညစာသွားစားမယ်အစီအစဉ်မျိုးဖြစ်ပါတယ်လိုက်ခဲ့ပြီပါဘယ်သူဆောင်လာလဲ ဘယ်သူစောင့်နေရလဲမဲ ကျွန်တော်လားဟာတော့ပြန်ကြလိုက်တယ်ဘယ်သူဆောင်ဟုတ်အားရတကူချင်းကြည့်ပြီးပြန်သွင်းနေရလို့ ကျက်တယ်လားဖြစ်လား ကောင်းလိုက်တာပြန်ပါဘူးညစ်ပါဘူး ချက်ကလာဒါတော့ကျွန်တော်ညဘက်ပါတယ်ရောက်ချီကျွန်တော်တို့ခုရောက်နေတာချင်းရိုင်နိုင်မာကတ်ကိုဖြစ်ပါတယ်တခါမှမမြင်ဘူးတော်တော်စီရဗျလူတွေကတော့လေ